မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကချပေးလိုက်တဲ့ကိုယ်စားလှယ်လောင်းတွေကိုမြို့နယ်ကအောင်နိုင်ရေးတွေမလုပ်ပေးဘူးဆိုရင်ပါတီစည်းကမ်းနဲ့အရေးယူပြီးပါတီကနေထုတ်ပယ်မယ်လို့တိုင်းနယ်ပြည်နယ်အသီးသီးကိုမှာကြားထားပါတယ်ဒီသတင်းကိုတော့ဦးအောင်သူကပေးပို့ထားတာပါမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကမြို့နယ်ကိုချပေးလိုက်တဲ့ကိုယ်စားလှယ်လောင်းတွေအတွက်ပါတီအောင်နိုင်ရေးတွေကိုမြို့နယ်ကအဖွဲ့ဝင်တွေအနေနဲ့တစ္ဆာရှိရှိလုပ်ပေးရမှာဖြစ်ပြီးဒါကိုမကျေနပ်လို့အောင်နိုင်ရေးတွေလုပ်မပေးဘူးဆိုရင်ပါတီစည်းကမ်းနဲ့အရေးယူမဲ့အပြင်ပါတီကထုတ်ပယ်ပြစ်မယ်လို့ဗဟိုလုံးမှုဆောင်အဖွဲ့ဝင်ဦးဝင်းထိန်ကမေလ23ရက်နေ့ကတော်ဝင်နှင်းစီမှာကျင်းပတဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မဲဆင်းစစ်စီရဲ့အလုပ်ရုံဆွေးနွေးပွဲမှာပြောဆိုခဲ့တာပါဘဝချတဲ့လူတစ္ဆာရှိရှိမလုပ်ဘဲနဲ့တတိပုဂ္ဂလအဖြစ်နဲ့ဝင်ရွေးရဆိုကြတာပါတီသစ္စာပေါ့အဲ့တော့အခုလည်းပြောတာကြားရပါတယ်ငါတို့လည်းရောပဲဝင်ကျင်တယ်ရွေးခံနေတယ်ငါတို့မှရွေးလို့မှငါတို့ပဲငါတို့ဒီပုဂ္ဂလအဖြစ်နဲ့ရွေးခံမယ်ဆိုပြောတာကြားရရတယ်ဒါနဲ့ပတ်သက်လို့တော့ကျွန်တော်သေချာမှားတယ်ဒါဥက္ကဋ္ဌလည်းသေချာပြောထားပြီးတယ်တဲ့ပြည်နယ်အားလုံးလည်းပြောထားပြီးအဲ့လိုတရားဝင်ပြောလို့အခိုင်အမာအထောက်အထားခိုင်လို့ရအဲ့ဒီဘက်ကိုပါတီစည်းရေးပြီးထုတ်ရတယ်ဒီလိုမျိုးကတော့မှဖော်ထုတ်တဲ့အကျိုးပေးပါလို့အဲ့တော့တတိကျကျထားဖို့တင်ပြရပါတယ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးခံမဲ့သူတွေအနေနဲ့စည်ရင်းပေးဖို့လိုအပ်ပြီးအဲ့ဒီကိုယ်စားလှယ်လောင်းတွေဟာအရေးချင်းပြည့်စုံမှုမရှိလို့ဗဟိုကတိုက်ရိုက်ချပေးလိုက်ရင်လည်းမြို့နယ်အောင်နိုင်ရေးအဖွဲ့တွေအနေနဲ့တစ္ဆာရှိရှိနဲ့အောင်နိုင်ရေးတွေလုပ်ပေးဖို့လိုတယ်လို့တတိပေးခဲ့ပါတယ်လက်ရှိမြို့နယ်တချို့မှာမြို့နယ်ကတင်တဲ့ကိုယ်စားလှယ်လောင်းတွေကိုမရွေးချယ်ရင်တတိပုဂ္ဂလကိုယ်စားလှယ်အဖြစ်ရွေးခံမယ်လို့ပြောနေတဲ့စကားသံတွေကြားနေတဲ့အတွက်ကြောင့်အခုလိုမျိုးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်ခေါင်းဆောင်တွေနဲ့စုံတဲ့အချိန်မှာတတိပေးသွားတာလည်းဖြစ်ပါတယ်ချမ်းသာရေးတော့ဘယ်မှာဖြစ်ခဲ့ဘူးလေမြို့နယ်ကတင်တဲ့ကိုယ်စားလှယ်ကိုဘိုးကမတက်တော့ဘူးလို့ယူဆပြီးတော့ဘိုးကရွေးပြီးတော့ချပလိုက်မြို့နယ်အဲ့ဒီမှာဘာပြဿနာဖြစ်လဲဆိုတော့မြို့နယ်ပုံကအဲ့ဒီပုံကအောင်နိုင်ရေးမလုပ်တဲ့အချိန်ကိုမအောင်နိုင်ဘိုးအတွက်ကိုလက်သိထုတ်ပြီးတော့ဇီယိုနိုင်တွေ့ရတယ်ပြီးခဲ့တဲ့1990ရွေးကောက်ပွဲနဲ့ကြားပြရွေးကောက်ပွဲတွေမှာလည်းအခုလိုမျိုးကိစ္စမျိုးဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့လို့မဲတွေပြန်သွားပြီးရှုံးနှင်းခဲ့တာတွေရှိတဲ့အကြောင်းကိုလည်းပြောဆိုခဲ့ပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ